မားတစ်ခေါက်ကပဲတီးကြော်ပေါ့နော်ပဲတီးကြော်စားခြင်းတာပဲတီးကြော်မရလို့တခြားဆိုင်ကိုပြောင်းလာပြီးစားတာနော်အဝါစားကို8000ပေါ့နော်ဒါကတော့အဝါစားတော့မဟုတ်ဘူးထမင်းကသူကလိုက်ပွဲယူလို့ရတယ်လိုက်ပွဲယူလို့ရတယ်ဒါပဲတီးတုပ်ပါတယ်မြုပ်သီးကြော်ပါတယ်ဒီတုပ်ပါတယ်ပေးပါတယ်တူးဘူးပါတယ်ရုံးမွေးသီးကြော်ပါတယ်ဒါကချက်သားနေပေါ့နော်ချက်ပြားကြီးကြော်နဲ့ဒါ12000ပေါ့နော်ဒီနှစ်မျိုးပါတယ်